ခင်ဖျားမှုတော်တွေတွေ့နေရှိကြတယ်ကိုယ်စီရောင်ကြည့်နေလာပါလို့နေဒီစိတ်ကူးမြောက်စွာရေးပေါင်းစပ်ကြလို့ကိုယ်ရှင်တလာပြီးအသက်ဝိညာဉ်ခရစ်တော်ရှင်ဖျားတဲ့ချေစွာချမ်းရွက်နဲ့တို့နိုင်ငံကြီးကျွဲ